မကာအိုမျိုးကရင်သက်ရှုမောစရာတပြားတိုက်ပွဲဇလန်းလေးတစ်ပုဒ်ကိုပြောပြမယ်ဗျဇလန်းကမကာအိုမှာစတာရှမ်းဆိုတဲ့ဟက်ကာကရဲကွန်ရက်ထဲကိုဝင်မွေးပြီးလုံခြုံရေးကင်မရာတွေကိုဗီဒီယိုအတုတွေနဲ့လှည့်စားထားလိုက်တာရဲတွေကတော့သူတို့ရဲ့နာမည်ကြီး AI စနစ် Spice ကိုသုံးပြီးတခိုးတွေကိုဖမ်းဖို့ကြိုးစားတာပေါ့ဒါပေမဲ့မျက်စိရှိတဲ့ကားကြီးကိုမြင်နေရပြီမဲ့တကယ်တမ်းသွားဖမ်းတော့လမ်းကဟာလာဟင်းလင်းကြီးဗျဓမြတွေကတော့ဒေါ်လာတန်း900တန်နဲ့ crypto account လျှို့ဝှက်နံပါတ်ကိုခိုးပြီးအသားလေးလွတ်သွားကြတယ်ဒါတင်မကသေးဘူးသူတို့ကမကာအိုတာဝါဘော်ကကုမ္ပဏီတစ်ခုကိုထပ်ဝင်စီးပြီးနောက်ထပ်ဒေါ်လာ10ဘီလီယံတန်အကောင့်တစ်ခုကိုပါနှိုက်ဖို့ကြိုးစားကြသေးတာရဲတွေရောက်လာတော့လေလေထီးနဲ့ခုန်ချပြီးထွက်ပြေးလိုက်ကြတာလူမိဖို့မလွယ်ဘူးဆက်ရုပ်တွေ AI တွေလည်းမရတော့တဲ့အစုံရဲမေဇူမိုင်ကအနားယူနေတဲ့ဝါရင်စုံထောက်ကြီးဝုန်းကိုအကူအညီတောင်းရတော့တာပေါ့ဝုန်းကတော့ခေတ်သစ်နီးပညာထက်လူတွေရဲ့အပြုတ်မှုကိုကြည်ပြီးဖမ်းတဲ့ခေတ်ဟောင်းပညာနဲ့လိုက်တာသူကချိုဆိုတဲ့ကောင်မလေးအပါဝင်အဖွဲတစ်ကိုရုပ်ဖြတ်စောင်းကြည့်နီးတွေတင်ပေးတယ်ဒီလိုနဲ့တနေ့မှာတော့သူတို့တွေခိုင်းကောင်းဆောင်လောင်ရှန်ခေါ် shadow ကိုလူစီးကားတဲ့ဈေးထဲမှာမိသွားတယ်ဝေါင်ကပညာသားပါပါနဲ့ပန်းသီးထဲမှာကင်မရာလေးဝတ်ပြီးသူ့မျက်နှာကိုအမိအယရိုက်လိုက်နိုင်တာပေါ့တပြားအဖွဲထဲမှာလည်းပြဿနာကတက်လာပြီလောင်ရှန်ကသူတို့လူမိသွားလို့စိတ်တူပြီးရှန်တို့ကိုရိုက်နေတော့တာပဲပူဆိုးတာကရဲဌာနကိုသူတို့ဝင်စည်းတဲ့အချိန်မှာလောင်ရှန်နဲ့ရှန်တို့ရဲ့ညီရှီဝမ်တို့တိုက်ပွဲဖြစ်ကြတာပဲလောင်ရှန်ကအရန်တော်တဲ့တိုက်ခိုက်ရေးသမားဆိုတော့သူ့ကိုတစ္ဆာဖောက်ဖို့ကြိုးစားတဲ့ရှီဝမ်ကိုတပ်ပစ်လိုက်တယ်အဲ့ဒီကြားထဲမှာတပြားတွေကရဲဝတ်စုံဝတ်ပြီးရဲဌာနတွေက crypto ပိုက်ဆံတွေကိုပါ EECC ခိုးသွားကြသေးတယ်ဗျာနောက်ဆုံးမှာတော့လောင်ရှန်ကခိုးလာတဲ့ crypto တွေကိုငွေသားဘယ်လိုထုတ်ရမလဲမသိတာနဲ့မူလပိုင်ရှင်စီကနေငွေနဲ့ပြန်လဲဖို့ချိန်လိုက်တာပေါ့အဲ့ဒီမှာねချိုးနဲ့ဝေါင်တို့ကရောက်သွားပြီးလက်ဖက်ရည်ဆိုင်ထဲမှာအတီအလဲတိုက်ပွဲဖြစ်ကြတာဝေါင်ဆိုရင်ဓာတ်ထိုင်ရာတွေတောင်ရခဲ့သေးတယ်ဒါပေမဲ့ဇလန်းကဒီမာတွေမပြီးသေးဘူးဗျသူတို့ဖမ်းလိုက်တဲ့လောင်ရှန်ရောရဲတွေရောမသိတာကဇီယန်တို့ညီကိုမှာနိုင်ငံခြားမှာနေတဲ့တတိယမြောက်ညီတယောက်ရှိနေသေးတာအဲ့ဒီလူကကင်မရာကနေတဆင့်လျှို့ဝှက်နံပါတ်ကိုကြားသွားပြီးအကောင့်တွေကပတ်စံတွေကိုမွေးသွားရုံနဲ့မကဘူးဝေါင်းနဲ့ချိုးတို့ကိုတတ်ဖို့တော့ပါစုချင်းငွေထုတ်လိုက်ရင်ဇလန်းကတကယ်ကိုရင်ခုန်စရာကောင်းကောင်းပြီးသွားပါတော့တယ်ဘယ်လိုလဲဗျဇလန်းလေးကတော်တော်လေးမိုက်တယ်မလား